ကိုယ်စိတ်ကိုကောင်းအောင်ထားတယ်ဆိုတာဘယ်လိုတော့မကောင်းတဲ့နေရာမှာမထားတာပေါ့မကောင်းတဲ့စိတ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားတာဒါကိုယ်စိတ်ကိုကောင်းအောင်ထားတယ်လို့ပြောတာကိုယ်စိတ်ကိုကောင်းအောင်ထားလိုက်ပြီးစိတ်ကလေးကောင်းသွားပြီဆိုရင်တွေးတာလည်းအကောင်းတွေးဖြစ်တော့မယ်ပြောတာလည်းအကောင်းပြောဖြစ်တော့မယ်လှုပ်တာလည်းအကောင်းလှုပ်ဖြစ်တော့စိတ်ကလေးကောင်းသွားပြီဆိုရင်အကုန်လုံးကောင်းသွားပြီတကိုယ်လုံးကောင်းသွားပြီတဘဝလုံးကောင်းသွားပြီစိတ်ကလေးကောင်းသွားပြီဒါကြောင့်အတ္တတမပဏိတိဆိုတာဘာတော့ကိုယ်စိတ်ကလေးကိုကောင်းအောင်ထားတာမကောင်းတဲ့စိတ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးပမ်းအားထုတ်တာကိုဒါအတ္တတမပဏိတိလို့ပြောတာဟုတ်လားအဲ့ဒါဘုံဘုံတို့စာထဲမှာကိုယ်စိတ်ကိုကောင်းအောင်ဘယ်လိုထားရမှာလဲဆိုတာလေးကိုဖွင့်ပြတော့ကိုယ်မှာတရားတရားမရှိသေးဘူးဆိုရင်တရားတရားရှိအောင်တရားတရားတွေအားနည်းနေတယ်ဆိုရင်လည်းတရားတရားတွေထက်သန်အောင်ကြိုးစားဘုရားတရားတန်ခါယရဏမြတ်သုံးပါးရဲ့ပုံမှာယုံကြည်မှုတွေမျက်နှာမှုတွေကြည်ညိုမှုတွေညော့နေသလားညော့နေရင်တိုးမယ်ပေါ့ကိုယ့်ရဲ့ကိုချင်းသီလတွေညှိုးနွမ်းနေသလားဒါဆိုရင်ဖြူရှင်အောင်တန်ရှင်းအောင်ကြိုးစားမယ်ပေါ့နောက်တစ်ခုကနှမျိုးဝန်တိုမှုမစ္စရိယအညစ်အကြေးတွေစိတ်ထဲမှာအလွန်များနေသလားဘာမှမပေးနိုင်မပြုတ်နိုင်ဟုတ်လားအဲ့ဒါဆိုရင်လည်းပဲစွန့်လွတ်မှုဆိုတဲ့စာကတရားဖြစ်အောင်ကြိုးပမ်းရမယ်တဲ့၃မျိုးပြောတယ်နော်တတ္တသီလစာကမရှိသေးတဲ့အနေအထားမျိုးဖြစ်နေတဲ့ဆိုရင်အဲ့ဒီတတ္တသီလစာကဖြစ်ပေါ်လာအောင်ကြိုးပမ်းအထုတ်တာအဲ့ဒါကိုအတ္တတမပဏိတိဒီလိုလေးပြောတယ်ဟုတ်လားအဓိကကတော့မကောင်းတဲ့စိတ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားတာကိုအတ္တတမပဏိတိလို့ကျေပြက်ပြက်နားလည်ခြင်းနဲ့ဆိုရင်တော့စိတ်တွေမကဘူးအပြောတွေရောအလုပ်တွေရောကိုယ်တကိုယ်လုံးကိုမကောင်းတာတွေမဖြစ်အောင်ကောင်းတာတွေဖြစ်အောင်ကြိုးစားတာကိုယ့်ကိုယ်ကိုကောင်းအောင်လုပ်တာကိုယ့်ကိုယ်ကိုကောင်းတဲ့နေရာမှာထားတာကောင်းဖို့ကြိုးစားတာပေါ့စိတ်ကိုကောင်းအောင်ဘယ်လိုထားမလဲဆိုတဲ့အပိုင်းမှာစင်ကျင်တဲ့အပိုင်းနဲ့စိတ်ကိုထားဖို့မြတ်စွာဘုရားသင်ပြထားတာရှိသလိုပွားများတဲ့အပိုင်းနဲ့လည်းပဲစိတ်ကိုကောင်းအောင်ထားဖို့သင်ပေးထားတာတွေရှိတယ်ဟုတ်လားဒါကြောင့်ပြည့်စုံစေခြင်းနဲ့ပေါ့နော်ကိုယ်စိတ်ကိုကောင်းအောင်ထားတဲ့နေရာမှာအပိုင်းနှစ်ပိုင်းနားလည်မှာနော်စင်ကျင်တဲ့အပိုင်းရယ်ပွားများတဲ့အပိုင်းဟုတ်လားအဲ့ဒါစင်ကျင်တဲ့အပိုင်းကိုဘုံဘုံတို့သာစိတ္တသုတ်တံကိုကြည်ခြင်းအဖြစ်စင်ကျင်တဲ့အပိုင်းဟာစိတ်ကိုကောင်းအောင်ထားတဲ့နေရာမှာအလွန်ရေးပါတယ်လို့သိနိုင်တယ်ပေါ့အဲ့ဒါဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တတကနိပတ်ထဲမှာလာတယ်သာစိတ္တသုတ်တံတဲ့ယဟန်တို့တဲ့ကိုယ်စိတ်ကိုနော်သူများရဲ့စိတ်ဘလို့ဖြစ်နေတယ်လဲဆိုတာကိုသူများစိတ်ကိုမလိမ္မာတဲ့မသိနိုင်တဲ့ပုံကိုယ်တွေကကိုယ်စိတ်ကိုလိမ္မာကျွမ်းကျင်အောင်ကိုယ်စိတ်ကိုသိအောင်မြင်အောင်ကြိုးစားရမည်တဲ့ဘုံဘုံတို့သူများစိတ်ကိုမသိနိုင်ဘူးနော်ဝိညာဉ်မရလို့မသိနိုင်အဲ့လိုဆိုလို့ရှိရင်သူများစိတ်မသိခြင်းနေပဲစေကိုယ်စိတ်ကိုပဲသိအောင်ကြိုးစားမယ်အဲ့ဒါလိုလေးမြတ်စွာဘုရားဏိဒန်းလေးခြီးပြီးတော့ဥပမာလေးပေးတယ်နော်ငယ်ရွယ်သေးတဲ့လှခြင်းပခြင်းတဲ့အရွယ်လေးယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ရေမိုးချိုးဖီးလိမ်ပြင်ဆင်ပြီးတော့ဟုတ်လားဘယ်ရှိမှသူတို့ပြင်ဆင်ကြတာတော့ဖီးလိမ်ကြတယ်ဆိုမှန်ရှိမှာပေါ့ဟုတ်လားမှန်ရှိမှသူတို့ဖီးလိမ်ကြတယ်ပြင်ဆင်ကြတယ်မှန်ကြည့်တယ်ဘာလို့ကြည့်တော့မျက်နှာပေါ်မှာအစင်မပြေတာတွေမတင့်နေတာတွေမတန့်ရှင်းတာတွေပေးကျန်းနေတာတွေအကယ်လို့ရှိရင်အဲ့ဒါတွေကိုဖယ်ရှားပြင်မဲ့တုတ်တင်ပြင်မဲ့တန့်ရှင်းသွားအောင်လုပ်မယ်ပေါ့နော်တဆင့်တက်ပြီးတော့ဒီမျက်နှာလေးကိုပို့ပြီးတော့ကြည့်ကောင်းနော်လိမ့်မယ်ချဲမယ်ဆိုတာလည်းရှိသေးတယ်ဟုတ်လားတော့မှန်ကြည့်တယ်ဆိုတာအဓိကပါလဲမကောင်းတာကိုဖယ်ပြဖို့ကောင်းတာတွေအဲ့ဒီပေါ်ထပ်ပြီးတော့တင်ဖို့အလွန်ကောင်းတဲ့ဥမာနော်အဲ့လိုပဲဖုံဖုံတို့တွေကမှန်ကြည့်တဲ့ပုဂ္ဂိုလ်ဟာနော်မှန်ကြည့်ရင်းနဲ့မျက်နှာလေးကဘာမှအပြစ်မရှိဘူးအညစ်အကြေးတွေမရှိဘူးဆိုရင်သူဝမ်းသာတယ်အညစ်အကြေးတွေရှိရင်လည်းသူဖယ်ပြစ်မယ်ပေါ့အဲ့ဒီလိုပဲတဲ့နော်အတ္တတမပဏိတိစကိုကောင်းအောင်ထားဖို့ကိုယ်စိတ်ကိုကောင်းအောင်ထားဖို့ကြိုးစားတဲ့နေရာမှာဒီနီလန်းလေးကိုနော်အလွန်ကောင်းလို့သုံးကြည့်ဖို့ဒါဘုံဘုံကပြောနေတာဟုတ်လားအဲ့ကိုယ်စိတ်ကိုပါတော့ဒါနဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့အလွန်အတူယူစရာကောင်းတဲ့ဇတ်တော်လေးတစ်ပုဒ်ဘုံဘုံကပြောပြခြင်းမြတ်စွာဘုရားဇတ်တော်တွေကိုဟောတယ်ဆိုတာအတူယူစေဖို့ပေါ့နော်အဓိကအဲ့ဒီရွယ်ချက်နဲ့ဟောတာဘာလို့ဒီဇတ်တော်လေးကိုပြောခြင်းစိတ်ပေါက်တုံးဆိုတော့ဘုံတို့ရဲ့ဘဝမှာကိုကောင်းအောင်ကြိုးစားတဲ့နေရာမှာ
အဓိကအခက်အခဲဖြစ်နေတာအဓိကအနှောက်အယှက်ဖြစ်နေတာအဓိကမကောင်းတာတွေဖြစ်နေတာတွေဟာဘာတွေလဲဆိုရင်ဒေါသတွေပဲဖြစ်တာများမကျေနပ်မှုစိတ်တိုင်းမကြမှုနော်အဲ့ဒီမကျေနပ်မှုစိတ်တိုင်းမကြမှုကိုပဲအခြေခံပြီးတော့အပြောတွေကဆိုးလာတယ်အလုပ်တွေကဆိုးလာတယ်နတ္ထိဒေါသသမောကလိဆိုတဲ့အတိုင်းဒေါသနဲ့တူသောအပြစ်မရှိလို့မြတ်စွာဘုရားဟောထားတဲ့အတိုင်းအလွန်ကြီးမားတဲ့အပြစ်တွေဥတည်နေတယ်ပေါ့ဒီဒေါသဒါကြောင့်ဒေါသဖြစ်နေတဲ့အနေအထားကနေဒေါသမဖြစ်တဲ့အနေအထားလေးကိုရောက်အောင်ကိုယ်စိတ်ကလေးကိုကောင်းကောင်းထားဖို့ဒီရွယ်ချက်နဲ့ဒီဇတ်တော်လေးကိုပြောကြည့်ခြင်းနော်ဇတ်တော်ရဲ့နာမည်ကသုလဘောဓိဇတ်တဲ့ဒေါသအလွန်ကြီးတဲ့ယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတာပါအနှစ်ချုပ်လေးပဲဖုံဖုံပြောနော်တခုသောဘဝတုန်းကဘုံဘုံတို့ဘုရားလောင်းကြီးဟာဗြဟ္မပြည်ကနေစုတည်ပြီးတော့အလွန်ချမ်းသာတဲ့တထေးမျိုးတထေးနွယ်မှာသွားပြီးတော့လူဖြစ်တယ်အဲ့လိုပဲသူ့လိုပဲဗြဟ္မပြည်ကနေဗြဟ္မတယောက်စုတည်ပြီးတော့တထေးမျိုးတထေးနွယ်မှာသွားပြီးတော့လူဖြစ်တယ်အဲ့ဒါကကောင်းပါလေးအရင်ဘဝကောင်းပါလေးမှုဗြဟ္မမဖြစ်ခင်တော့ကောင်းပါလေးမှုလို့ပေါ့နော်အဲ့ဒါနဲ့သူတို့ချင်းဆက်ဆက်ပြီးတော့မိဘတွေချင်းဆက်ဆက်နေတာဆိုတော့ဒီကလေးနှစ်ယောက်စိတ်ပါဝင်စားမှုမရှိဘဲနဲ့အရွယ်ရောက်လာတော့ပေးစားလိုက်ကြတယ်ဗြဟ္မပြည်ဆိုတာကတက်တန်းကအကြာကြီးဒီကာမရာဂကိုကင်းကွာပြီးတော့အကြာကြီးနေလာတာဆိုတော့သူတို့ဟာဒီကိစ္စကိုဒီအိမ်တော်သားမွေးကိစ္စကိုစိတ်ဝင်စားပါဒါပေမဲ့မိဘတွေကိုမလွန်ဆန်နိုင်လို့သူတို့အိမ်တော်ပြုရတယ်နောက်မိဘတွေအကုန်လုံးနှစ်ဖက်လုံးကွယ်လွန်သွားကြပြီဆိုတော့ဘုရားလောင်းကသူ့ရဲ့မျိုးသမီးဇနီးတွေကိုခေါ်ပြီးတော့ပြောတယ်ငါတော့ဒါတွေအကုန်လုံးကိုစွန့်ပြီးတော့ဟိမန္တာဝင်ပြီးတော့မြတ်သောကျင့်ကိုကျင့်မယ်တောထွက်တော့မယ်ယသိဝတ်တော့မယ်ဒါကြောင့်မင်းဒီအိမ်မှာရှိတဲ့ပစ္စည်းတွေမင်းအကုန်လုံးမင်းယူလိုက်တော့စွန့်တာပေါ့အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီအမျိုးသမီးလေးကလည်းအရှင်တို့ထွေးတဲ့တွေးကိုသူဟာပါဇက်နဲ့မခံလို့ပါဘူးသူလည်းပဲအဲ့ဒီစိတ်ကူးတွေရှိတဲ့အတွက်ကြောင့်အရှင်နောက်ကလိုက်ပြရစီဆိုတော့ဘလို့မှမတားတာတဲ့အနေအထားဆိုတော့ပစ္စည်းတွေအကုန်လုံးစွန့်ထားခဲ့ပြီးတော့အဲ့ဒါဇနီးခမောနှစ်ယောက်ထွက်သွားကြတယ်အဲ့ဒါနောက်တော့တောထဲမှာရသေးဝက်ကလေးနဲ့နေကြတာဇန်တို့ဘာတို့မရဘူးတဲ့10နှစ်ကျော်ကျော်လောက်ကြာသွားတယ်ဘာလို့မရတာတုံးဆိုတော့တန်ရောစင်ကပါလာတယ်လွတ်လွတ်ကျွတ်ကျွတ်မလုံးနိုင်ဘူးဒါကြောင့်မရတာလို့ဘုံကတော့အလိုတွေးကြည့်တော့အဲ့ဒါနောက်တော့ဒီခန္ဓာကိုယ်ကအချင်းတက်တို့အငံတက်တို့လိုအပ်လာတဲ့အခါနော်လူတွေနေတဲ့နေရာတွေသူတို့လာကြရပြန်တယ်အဲ့လိုလာရင်းနဲ့ပြမရမင်းကြီးရဲ့ဥယျာဉ်မှာသူတို့တဲကြတော့တဲရဲ့ဥယျာဉ်တွေမှာတဲနေကြတော့မင်းကြီးကဥယျာဉ်လာရင်းနဲ့ဒီယသိကိုမြင်တယ်ဒီယသိနှစ်ယောက်ကိုမြင်တော့သူသဖြင့်ဒီယသိမလေးကအလွန်မှကြောမောလှပတဲ့အတွက်ကြောင့်ရားကျင်ဘုရင်ကြီးကအရွယ်ရလည်းရှိသေးတယ်ဆိုရားကျင်အဲ့ဒါနဲ့ဘာတော်တော့လို့မေးတဲ့အခါကျတော့ဘုရားလောင်းကအခုတော့ဘာမှမတော်ဘူးတဲ့ဒါပေမဲ့လို့လူဘဝတုန်းကဒါသူ့ရဲ့ဇနီးပါအဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကြီးကဒီယသိမကိုငါအတင်းအဓမ္မယူမယ်ဆိုရင်ဒီယသိကဘလို့မြန်တုံ့ပြန်မလဲမသိဘူးဒါနဲ့အကဲဆန်းတဲ့အနေနဲ့အဲ့လိုဆိုရင်ဒီယသိမကိုငါအတင်းအဓမ္မယူသွားမယ်ဆိုလို့ရှိရင်ရှင်ယသိဘာလုပ်မလဲပေါ့အဲ့တော့ဘုရားလုံးကဘာပြောလို့ဆိုတော့ငါပုထုသင်တဘာဝဒေါသတော့ထွက်ကောင်းထွက်လိမ့်မယ်တဲ့စိတ်တူတာတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒီဒေါသကိုငါအပြင်မထွက်စေရဘူးတဲ့ထောင်းထောင်းထနေတဲ့မြူတွေကိုတော့တခဲနဲ့ရွာချလိုက်တဲ့မိုးကြီးကတခဏချင်းပဲငြိမ်းအေးသွားစေသလိုမျိုးငါတဏ္ဍမှာဖြစ်လာတဲ့ဒေါသတွေကိုငါတခဏချင်းပဲနှိမ့်သက်ပြစ်မယ်အဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကဒီယသိရဲ့စိတ်ကောင်းနှလုံးကောင်းရှိပုံကိုတောင်းမတွေးနိုင်တော့ပဲနဲ့သူ့ရဲ့လက်အောင်ငယ်သားတွေကိုဒီယသိမလေးကိုအတင်းအဓမ္မနန်းတော်ကိုခေါ်သွားလို့ခိုင်းတော့ခေါ်သွားကြတာအဲ့ဒါနန်းတော်ရောက်တဲ့အခါကျတော့သူ့ကိုမိဖုရားမြောက်မယ်ဒါကြောင့်မလို့သူ့ရဲ့အလိုကိုလိုက်ဖြောင်းပြပြောဆိုတာပေါ့ဒါပေမဲ့အဲ့ဒီယသိမလေးကလည်းအဲ့ဒါကိုစိတ်မဝင်စားဘူးမိဖုရားဖြစ်ဖို့လည်းစိတ်မဝင်စားဘူးဒီထီနန်းစီသိန်းလည်းစိတ်မဝင်စားဘူးအဲ့တော့သူကငိုပဲငိုနေတယ်ဒါကိုသူစိတ်မဝင်စားဘူးသူ့ကိုပြန်ပို့ပါဘလို့မှသွေးဆောင်ဖျားယောင်းလို့မရတဲ့အခါကျတော့သူ့ကိုအလုံးပိတ်ပြီးတော့ခန်းထဲမှာထားပြီးတော့ဘရင်ကဘာစဉ်းစားလဲဆိုတော့ယသိတွေကအကျင့်ရှိတယ်တီလာရှိတယ်တချို့ဒီလိုယသိတွေဟာ
ထူးခြားတဲ့ဆန်းပြတဲ့ဂံဗီရအတတ်ပညာတွေတက်ကြတာတွေရှိတယ်အဲ့ဒါငါ့ကိုမြန်ဒုက္ခရအောင်သူတို့တက်တဲ့အတတ်ပညာနဲ့လုပ်မယ်ဆိုရင်ခက်လိမ့်မယ်ဆိုပြီးတော့စုံစမ်းမဲ့အနေနဲ့ဥယျာဉ်ထဲမှာကြံနေရတဲ့ဘုရားလောင်းရသေးသည်ကိုတိတ်တိတ်ကလေးတာတာလေးအချမ်းရနေမပါဘဲနဲ့သူလာကြည့်တယ်ဘာတွေမြန်ငါ့ကိုအကျိုးမဲ့အောင်လုပ်နေတယ်လေဆိုတဲ့သဘောမျိုးနော်အဲ့လာကြည့်တော့ဘုရားလောင်းအဲ့ဒီချိန်မှာသင်္ကန်းချုပ်နေတယ်သူ့စိတ်ထဲမှာအလွန်ကြီးမားတဲ့လောကဓာတ်ကြီးတွေ့ဒါပေမဲ့ငြိမ်းအေးသွားပြီသင်္ကန်းချုပ်ပြီးတော့နေနိုင်တယ်အဲ့တော့ဘုရင်နောက်ကရောက်နေတာကို तू ကမသိဘူးမသိတော့ဘုရင်ကြီးကသိရတဲ့နဲ့သူ့ကိုလှည့်မကြည့်တာလို့ထင်နေတယ်ဒီရသေးကစောတော့တော့စိတ်မတူဘူးလို့ကြုံရတယ်ခုကြတော့လည်းပဲ तू စိတ်တွေတူပြီးတော့ငါ့ကိုလှည့်တော့မကြည့်နိုင်ဘူး तू လည်း तू ထင်ချင်းလို့ရှောက်ထင်းနေတာဟုတ်လားအဲ့ဒါနဲ့ तू ကရှေ့ကနေသွားပြီးတော့ရှင်ရသေးစောတော့ကတော့အတင်းကြုံရတယ်နော်ဖြစ်လာတဲ့ဒေါသကိုနော်မြူတွေကိုမိုးကြီးကနှိမ့်သက်ပြစ်တယ်လို့နော်ဖယ်ရှားပြစ်လိုက်တယ်လို့ဖယ်ရှားပြစ်မလို့ပြောခဲ့တယ်အခုငါ့ကိုစိတ်တူလို့သင်မပြောတာမဟုတ်လားအဲ့ဒီတော့မှဘုရားလောင်းကမဟုတ်ဘူးဒီရှင်မင်းငါ့ကိုထင်လွဲနေတယ်ပေါ့အဲ့ဒီမှာ तू ကငါတန်တမှာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုငါမထွက်စေရဘူးအဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကြီးကအရှင်ရသေးဖြစ်တော့ဖြစ်တယ်မထွက်စေရဘူးဆိုတာဘာပြောတာတော့ဖြစ်တော့ဖြစ်တယ်ဆိုတာအစင်မပြေတာတွေစိတ်တိုင်းမကြစရာတွေတွေ့လာပြီဆိုရင်ဒေါသတော့ဖြစ်တာပေါ့ဒါပေမဲ့အဲ့ဒါကိုကာယကံမြောက်ဝစီကံမြောက်ပြောတာဆိုတာလှုပ်တာကိုင်းတာမှားယွင်းသည့်အထီတော့အဲ့ဒီဒေါသကိုပြင်မဲ့ကောင်ကထွက်ခွင့်မပေးဘူးဒါပါလေသူကသူကောင်းကောင်းထိန်းထားတာပေါ့နော်အတ္တတမပဏိတိဆိုတာအဲ့ဒါကိုကောင်းကောင်းထိန်းထားတာမတတ်တာလို့မပေရသေးလို့ဒီကိလေသာဖြစ်တော့ဖြစ်လာတယ်မဖြစ်အောင်ကြိုးစားတဲ့ကြားထဲကပဲဖြစ်တော့ဖြစ်လာတယ်ဒါပေမဲ့ဖြစ်လာလို့ရှိရင်အဲ့ဒါကိုကြီးထွားခွင့်သူမပေးဘူးလို့ပြောတာအဲ့ဒါလိုပြောရင်းနဲ့ဘုရင်ကြီးကိုသူ့ရဲ့သဘောထားတွေအမှန်ကန်သိပြီးတော့နားလည်မှုရှိသွားအောင်ဆိုပြီးတော့ဘုရားလောင်းကဒေါသရဲ့သဘောလေးတွေကိုပြောပြတာအဲ့ဒါစက်မိနေတော့ပြောပြမယ်အဲ့ဒါအလွန်ကောင်းတယ်နော်ဘာပြောလို့ဆိုတော့ဘုရင်ကြီးတဲ့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ဒီလူတွေဟာကိုယ့်ရဲ့အကျိုးစီးပွားကိုမသိနိုင်တော့ဘူးတဲ့ဒီဒေါသဆိုတာပညာမဲ့တို့ရဲ့ကျက်စားရာဖြစ်တယ်တဲ့အဲ့ဒီစကားလေးကို तू ထက်ခါသုံးတာကိုတွေ့ရတယ်ဘုံဘုံစောစောစာထဲကြည်လာနော်ကောရောဒုံမေဒဂောရှရောနော်အမျက်ဒေါသဆိုတာလူမိုက်တို့ရဲ့ကျက်စားရာလူမိုက်ရဲ့ကျက်စားရာလူမိုက်ရဲ့စိတ်ကဘယ်မှာအနေများအောင်ဆိုတော့အလိုမကျမှုမှာပဲနေဘာမှသိစိတ်တိုင်းမကြခြင်းဘူးနော်စိတ်တိုင်းမကြလို့လည်းပဲဘာကောင်းကျိုးမှရှိတာလည်းမဟုတ်ကိုစိတ်တိုင်းမကြတဲ့ကိစ္စကြီးကစိတ်တိုင်းကြသွားတာလည်းမရှိဘူးအဲ့တော့သူကအကျိုးမရှိဘဲနဲ့တက်တက်သူ့ကိုယ်သူပူလောင်အောင်သူများကိုပူလောင်နော်လောက်ရရောက်တဲ့အတွက်ကြောင့်ဒေါသဖြစ်ရတာတော့မိုက်မဲတာမရှိဘူးဆိုတဲ့အတိပ္ပယ်ကိုပေါ်ညွှန်းတာဟုတ်လားဒါကြောင့်မလို့ကောရောဒုံမေဒဂောစရောအမျက်ဒေါသဆိုတာလူမိုက်တို့ရဲ့ကျက်စားရတဲ့အဲ့ဒါဒေါသဖြစ်နေပြီဆိုရင်ငါလူမိုက်တစ်ချက်ထဲရောက်နေပြီလို့ဘုံတို့စဉ်းစားမယ်နော်စိတ်တူပြီးဟေ့ဆိုရင်ကိုယ်ပဲတစ်ချက်ထဲရောက်နေလူမိုက်တစ်ချက်ထဲရောက်နေပြီဟုတ်လားဒါကိုစဉ်းစားမယ်နော်မင်းကြီးတဲ့ဒေါသဖြစ်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကောင်းမြတ်တာတွေမြင့်မြတ်တာတွေကောင်းတာတွေအကုန်လုံးကိုစွန့်နေတဲ့ကြီးကျယ်တဲ့ကိုယ့်ရဲ့ကြိုးစည်းပွားကိုလည်း तू လစ်လျူရှုပြလိုက်တယ်အဲ့မှာ तू မရရင်နေကွာကောင်းတာတွေမကောင်းရင်လည်းနေပါစေတော့ငါတော့ပြောထည့်လိုက်တော့မယ်လှုပ်ထည့်လိုက်တော့မယ်ဟုတ်လားနော်ကောင်းတာတွေကိုစွန့်တယ်ကိုယ့်ရဲ့အကျိုးစီးပွားတွေကိုလစ်လျူရှုတယ်အဲ့ဒီအမျက်ဒေါသငါတန်တမှာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ငါပြင်မမထွက်စီရဘူးပြီးတော့ तू ဘာပြောတော့မီးပုတ်ခုံကနေမီးထပြီးတော့တောက်အောင်မီးပုတ်ကြတာရှိတယ်မီးဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီမီးကကျန်တာတွေကိုမလောင်ခင်မှာအဲ့ဒီမီးပုတ်ခုံကိုအရင်လောင်တယ်ဒါဘုရားလောင်းပေးခဲ့တဲ့ဥမာလေးပဲနော်ဘုန်းတို့အလွန်မာတဲ့အသားနဲ့စုံကလေးလှုပ်ပြီးတော့ဟုတ်လားအဲ့ဒါကိုဒလက်လိုဟာမျိုးနဲ့ပေါ်ကနေပြီးတော့ပုတ်တာပေါ့အဲ့ဒီထဲအဲ့ဒီမှာဝါးလေးတွေပါလေးတွေကိုနှုတ်ညံ့နေအောင်တတ်ပြီးတော့လဲမှုလေးပါလေးတွေလည်းထည့်ပြီးတော့အတင်းပုတ်တဲ့အခါမှာမီးထွက်လာအဲ့ဒီမီးကဘယ်ကိုရင်လောင်တော့ဆိုတော့အဲ့ဒီမီးပုတ်ခုံကိုပဲအရင်လောင်အဲ့လိုပဲစိတ်တူပြီးဒေါသဖြစ်ပြီးဆိုရင်ဟာကိုကတော့ဘယ်လိုတွေလုပ်ပလိုက်မယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောဆိုကျုံဝါနေတော့လည်းပဲတကယ်အဲ့ဒီဒေါသမီးကဘယ်သူ့ကိုအရင်နှိပ်စက်နေတာကိုယ့်ကိုအရင်နှိပ်စက်နေတာတဲ့အမှဆက်ပေါ်သူဂါထာလေးနှစ်ပုဒ်ပြောတယ်အဲ့ဒီဂါထာလေးနှစ်ပုဒ်တော့သဘောကျလွန်းလို့ပြောလိုက်အောင်ဟုတ်လားအဂိဝတိနာကထသမိန်ကောရောယတဩဒတိနေဟယတိတတယတောကာလပခေဝစန္တိမှာလူမိုက်တွေတန်တမှာဖြစ်တဲ့ဒေါသဟာရဲ6တွေတိရွက်6တွေတိခဲ6တွေတဲ့ကြာသွားတဲ့မီးလို့တခဏချင်းပဲတဟုံဟုံထလာတယ်ဒေါသအကြီးဖြစ်လာတယ်
အလောက်လည်းမဖြစ်သင့်ပဲနဲ့အလောက်စိတ်တူစရာလည်းမဟုတ်ဘဲနဲ့စိတ်တူစရာလေးထက်ကနေတွေးလိုက်တာနဲ့ဝုန်းဆိုထပြီးတော့တောက်တယ်ဟုတ်လားညက်6တွေသေးရ6တွေကြားတဲ့မီးလို့တဲ့နော်လူမိုက်တန်တမှာဖြစ်တဲ့ဒေါသကြီးထွားလွှဲတယ်အဲ့လိုဆိုရင်ဘာဖြစ်တော့တဲ့နိဟိယတိတတ္တယသောကာလပခေဝစန္ဒီမှာလာစုပ်ပက္ခမှာထွက်တဲ့လလို့အဲ့ဒီပုဂ္ဂိုလ်ရဲ့အချမ်းရံတွေကြော်စောတွေကောင်းတာတွေအကုန်လုံးဟာတဖြည်းဖြည်းနဲ့ဆုပ်ယုပ်သွားလိမ့်မယ်တဲ့အဲလူမိုက်တွေရဲ့သဘောကိုပြောတော့နော်အပညာရှိလို့ကျတော့ဘယ်လိုပြောတော့အနိန်တော်ဒုမဂေတုဝကောတော်ယတုပတမတိအာပုရတိတတ္တယသောတုတ်ကပခေဝစန္ဒီမှာလူပညာရှိတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာလည်းဒေါသမဖြစ်ဘူးတော့မဟုတ်ဖြစ်တယ်ဒါပေမဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တန်တာမှာဖြစ်တဲ့ဒေါသကြတော့လောင်စာမရှိတဲ့နေရာမှာကြာသွားတယ်မီးလို့တခဏချင်းပဲငြိမ်းသွားတယ်။ဟောဘုန်းတို့ဒီကြွေပြားပေါ်ကိုမီးကျသွားတယ်တမန်တလင်းပေါ်မီးပွားလေးကျသွားတယ်လောင်စရာမရှိတော့ဘာဖြစ်သွားငြိမ်းသွားရောဟုတ်လားလောင်စာမရှိရမှာကြာတယ်မီးလို့ပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာဒေါသဖြစ်တော့ဖြစ်တယ်ဒါပေမဲ့တခဏချင်းပဲငြိမ်းသွားတယ်တဲ့အဲ့လိုတခဏချင်းငြိမ်းအောင်လုံနိုင်မယ်ဆိုလို့ရှိရင်အာပုရတိတတ္တရသောတုတ်ကပခေဝဇန်နေမှာလာဇန်ဘက္ခမှာထွက်တဲ့လလို့သူ့ရဲ့အချမ်းရံတွေကြော်စိုးတွေကောင်းမြတ်တာတွေအကုန်လုံးဟာကြီးဝါလာလိမ့်မယ်လို့ပြောတာအဲ့တော့ဒီဇက်တော်လေးကိုဘုံဘာကြောင့်ပြောတာတော့ခုဘုရားလောင်းအဲ့လိုလေးပြောတဲ့အခါကျတော့သဘောပေါက်ပြီးတော့ယသိမကိုလည်းပဲနော်ဖြားယောင်းလို့မရတော့ဘုရင်ကြီးကပြန်ပြီးတော့ယသိကိုပဲပြန်ပေးလိုက်တာပါပဲနောက်တော့ယသိမလေးကတေးသွားတယ်ယသိမလေးတေးသွားတော့မှဘုရားလောင်းကဇန်နေဘိညာဉ်တွေရသွားတာဇက်တော်တော့ဒါအနှစ်ချုပ်ပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဖြစ်တော့ဖြစ်တယ်ပြင်မဲ့ကိုမထွက်စေရဘူးဆိုတဲ့ခံယူချက်ဟာကိုကောင်းအောင်ထိန်းတာပေါ့နော်ပထမအဆင့်မကောင်းတဲ့စိတ်တွေကိုပဲမဖြစ်စေအောင်သူစ조사မယ်ဥဒုသင်တဘာဝမလွဲတာလို့ဖြစ်လာပြီးမေးလျော်မှုကြောင့်ဖြစ်လာပြီးဆိုရင်လည်းပဲတဆင့်တက်ပြီးတော့ကြီးထွားမလာအောင်စ조사တယ်ပေါ့နော်အဲ့ဒါလိုနှီးမျိုးစုံနဲ့ကိုကောင်းအောင်ထိန်းတာကောင်းအောင်စ조사တာကိုစိတ်ကိုကောင်းအောင်ထားတာကိုကောင်းအောင်ထားတာဘာလို့ခေါ်တော့အတ္တတမပဏိတိတဲ့ဟုတ်လားအဲ့ဒါဆိုရင်ဘုံဘုံတို့နာယီလေးကြည့်ပြီးတော့အကွက်စစ်အောင်ပြောရမယ်